ဦးဟမ်ကောင်းမငယ်ရောကောင်းမငယ်ရောငါအိမ်မောရှုပ်ရှဲလာမလုပ်ပါနဲ့ကွာနော်မင်းကောင်းမငယ်ပါလာလည်းပဲဟိုရှိရတက်ခုကောင်သွားပါကျွန်တော်ကောင်းမငယ်မဟုတ်ဦးကောင်းမငယ်ဟမ်အဲ့ကဘာကောင်မှမရှိဘူးငါမိမသေသွားတယ်ကြားပြီဗျာအော်ဒီလည်းမလုပ်တော့ဟီးဘာဖြစ်တယ်အော်ဒီလည်းမလုပ်ရဲ့အော်လီမလုပ်ဘာလဲအော်လီကျွန်တော်လက်တက်ပေါင်းနေမြင်ဦးကောင်းမငယ်ကျွန်တော်လက်တက်ပေါင်းနေမြင်ဘယ်ဟာဘယ်မြင်ရတယ်လက်တက်ပေါင်းငါ့အိမ်မှာလက်တက်ပေါင်းမရှိပါဘူးကွာမလေးရဟိုမှာလက်တက်ပေါင်းလေဒါပရိပါလက်တက်ပေါင်းလေလက်တက်ပေါင်းလက်တက်ပေါင်းမဟုတ်ပါရဲ့လက်ငါတို့လက်မတင်ဘူးခါဆောင်တင်ကြည့်ဘုမလေးတော့လက်တက်ပေါင်းနေတွေ့ကောင်းမငယ်ပမာရဲ့မရှိပါဘူးကွာဘုမကောင်းမငယ်ရှိရဲ့မရှိပါဘူးကွာဟင်းကြီးကော်ဖေးကောင်းမငယ်ရှိရဲ့ငါအဲ့ဒီလောက်တယ်မလုပ်ဘူးကိုလူကြီးတရားထုတ်ပြီးတော့ကဘောကြီးထောင်မှနေတာမနေ့ကမှပြန်ရောက်တယ်ကိုလူကြီးနေပါဦးမမင်းနဲ့ငါနဲ့စကားပြောလို့အဆင်မပြေပါဘူးသမီးရေသမီးလေးဒါမှမဟုတ်သမီးရေကောင်းမငယ်ကောင်းမငယ်ကောင်းမလေးကမောက်ဟောမလူနဲ့တော့ကောင်းမအေးလေတိုင်းလိုက်တာကျွန်တော်တို့ဘေးရဒါမျိုးကောင်းမငယ်လို့ပဲခေါ်တာဟိုသမီးတို့အရွယ်ပြိုလေးတွေဆိုလို့ရှိရင်သူကကောင်းမငယ်ခေါ်တယ်တဲ့သမီးအမေတို့အရွယ်ဆိုလို့ရှိရင်ကောင်းမကြီးခေါ်တယ်ဘိတ်ကလားရှင်တွေ့ရတော့ဝမ်းသာပါတယ်ဟုတ်အဲ့ဒါထင်တယ်အမှုအမလို့လားဘာမှုလဲပြောလေဟုတ်ပဲကျွန်တော်ကဘေးရကျွန်တော်မှအလုပ်တွေတော်များတယ်လုပ်တယ်ဖဲဝမှာအလုပ်တွေတော်များတယ်ပင်လေဝမှာလားမသိဘူးညားတာပြောရလည်းမသိဘူး။ညာသားရေဘယ်လိုပြောရမှာလဲ။တော်များဆိုတာအိတ်ကလေးလို့မင်းနီအလုပ်တွေမင်းနီတော်များရဲ့။ဖေရဲ့သူ့မှာအလုပ်တွေအများကြီးရှိတယ်။အဲ့ဒါပြောတာ။ငကိုကြီးကလူတော့ပြောပြီးရောမင်း။လူလိုမပြောရင်ဘယ်ပြောနေ။တီးဦးလေငါကနားမလဲ။ဒီရိတ်ဘယ်လိုလဲမသိဘူးနော်။မပြောတတ်ဘူး။ဟုတ်ပါပြီ။အလုပ်တွေများတယ်ဆိုဖေ။မှုတွေများမယ်ထင်တယ်။ဒီလိုက်တာပုံမှန်တိုင်းဆိုနောက်တအိမ်ရအလုပ်တွေရှိတာလေပြောပါဦးကိုပါစားရဲ့ကောပတ်တွေစားတယ်ကောပတ်စားစရာမလိုဘူးကိုလူစင်းလုံးကျော်မင်းကောပတ်စားပေးစရာမလိုဘူးဒီပါဦးဖေသူဘာကောပတ်စားလို့ပြောပါဦးကိုပါစားရဲ့ပကဲဖန်းအဲ့ဒါကြောင့်ပြောတာပေါ့မဟုတ်တဲ့နေရာသွားကောပတ်စားတော့ရဲဖမ်းပြီဟောပါကိုပတ်အော်ကိုပတ်အင်္ဂလိပ်လို RUBBE ဟောပါကိုပတ်ပြရတယ်ရှင်ရာဘာစိုက်တာကိုဟုတ်နေပကဲဖန်းပကဲအင်္ဂလိပ်လို lobster ဒါဆိုကြောက်စုံပေါ့သူကရာဘာတွေစိုက်တယ်ကြောက်စုံတွေဖမ်းတယ်လုပ်ငန်းကြီးတွေလုပ်တာပဲဝလန်းရှိရဲ့ဝလန်းရှိတယ်စီးတုပ်ရှိတယ်နေရီစီးရှိတယ်ဟောဘာတော့ဝလန်းရှိရဲ့ဝဒန်းရှိရဲ့ဝဒန်းဆိုတာကြီးမြင့်နိုင်ဘက်မှာရှိတယ်ဟုတ်ပါကင်းမုံမီထိုးရှိရဲ့ကင်းမုံမီထိုးတော့ထားအောင်ပါဘောဟာကျွန်တော်ဝလာမတဲ့ကင်းမမီထိုးဒါလေးဒါတွေလေးတွေကိုနာမည်တက်ထားတာလေးတွေကိုဒါလီဟောဒါလီမောရလေးဒါဘီအိုဘုတ်fishing boat ကဲရှင်ကလေစောစီတော့အင်္ဂလိပ်လိုပြီးရော fishing boat ကဘေးငါးဖမ်းဆက်လေတွေအဲ့ဒါကိုသူပြောနေအဖေလည်းသိတယ်မသိကြအောင်ဆောင်းနေတာဖေရလည်းအလုပ်တွေတွားများသိအလုပ်တွေမနိများတယ်တော့များတယ်မကိုတော့ကြည်ပြရလည်းအများကြီးပဲသူ့မှာလေကြီးစိတ်ဆူရရထားတာအမေအားကစားမြန်မာလူမျိုးဖြစ်ရမယ်ကွာသိလားတော့မှပထမဒုတိယမယူတတိယယူချိန်ဒါပဲဟောလေကြည်ပြတူကြည်ပြတို့ပြောပါမောင်ရင်ကြီးနဲ့ပတ်သက်ပြီးကျဲလောင်ပြောရင်တရုတ်တွေကြာတောင်းပြိုသွားတာမင်းကြားဘူးတယ်မဟုတ်လားမင်းကြီးပြလောက်ကတော့တရုတ်မှညှက်ယူသွားလိမ့်မယ်ကိုလူမလောက်ပါနဲ့ကွာတော်ပြောကြည်ပြဆိုတာဘာလို့လဲဘာလို့လဲကြည်ပြမှာနိုင်ပြောဟုတ်ဘာနိုင်မချင်းနော်ကြည်ပြဟိုလေရှင်တို့ဘိတ်ကဘလို့ခါရလဲဆိုရင်အဲ့ဒါစာရွက်ကျုံနဲ့ကြီးအပြားပြန်ပြောတယ်အော်ပါရဲ့ပတ်ဆံပြောပြီးတယ်ဥစားကြီးပြလည်းဝါများသိပြီဟာဒီကြီးပြတွေလည်းတဝများတယ်အများကြီးရှိတယ်အမေဂရောင်တက်သွားပြီအခုနောက်ပိုင်းနည်းနည်းအချင်းမပြေဒါကြောင့်ဖျားသွားပြီးတော့
ရှင်းနေအိမ်လား อ๋อဟုတ်ကဲ့ရှင်အစမဘယ်လိုဖြစ်တာလဲပြောပါအောင် ကြည်ပြရအမြိုက်ကိုဝိုက် ကုန်သွားတယ် မြိုက် ရတယ် ကိုဝိုက် ကုန်သွားတယ် ဗိဒ္ဓစဉ်းစားရဲ့ ဘလို့စဉ်းစား ဗိဒ္ဓစဉ်းစားတယ် ရှင်းနေငါကြည်ပြပေးရမယ် ဟာပေါ့ဩရှင်းနေငါကြီးကြပေးရမယ်တဲ့ ဟုတ်ပါစမ်းပြရမယ် ကြည်ပြမကောင်ရှင်းနေတော့ငါပြီတခါတောင်းကြီးယူရမယ် ဩတက်ဆံမကုန်အောင်တဲ့ရှင်းနေလေသမီးတို့လိုရှင်းနေမျိုးတဲ့မနာတော့ဘူးတဲ့တခါတောင်းပြယူသားတော့မရှင်ဘာကလာပြောရလဲမင်းအင်းကဟဲ့သမီးတို့ပြောနေ မင်းငါအိမ်မော်တက်လာပြီကလကလမလုံးနဲ့တော့ဒီကောင် အော်လီအော်လေ အော်လီအော်လည်းမလုံးနဲ့ဟမ် ဒီမှာရှင်ကျမအပေါင်းသမအောင်မေးလို့ ဟုတ်တယ်ခရက်စလုံးကြောင်းလေ မအောင်မရလဲ อืม ရှင်းနေတိုင်းခါကြည်ပြတတ်ပေးမယ်ဟိုမင်္ဂလာဆော်လာကြည်ပြတတ်ပေးမယ်နှစ်မျိုးပေးမယ် ဘာနှမျိုးလဲဒီနှမျိုးနှမျိုးပေးမယ်ပြောနေလားဒီလူ သမီးရေအဲ့ဒါကတော့မဆိုးဘူးဗျဟိုဘယ်မင်းကလေးမှ2မျိုးမရဘူး1မျိုးတည်းရတာငါသမီးကန်ထူးတာပဲ ဟုတ်ပြီဖေရလည်းခုတမျိုးခင်းရစုံနေအောင်မေးနေသလား ဟုတ်တယ်ငါသမီးဟင်းရခင်ရအောင်မင်းလားဟဲ့အောင်လို့ပဲစားပြီးလိုချင်တဲ့အချိန်တိုင်းလိုက်ယူနေပါမဖေးမေးပါဦးမယ်ဟိုသမီးနဲ့သူနဲ့ဟာသမီးစားဖြစ်ဘူးလို့ ဟာဖေရလည်းသမီးကမှသူ့ကိုမြင်ဘူးလားဟုတ်ပါဘူး မင်းနဲ့ဘာမှမတော်မှမသိပဲနဲ့မင်းဘာလို့ဘယ်တော့မှသိလို့ ကျွန် လို့ တော်သိရဲ့ ဘယ်တော့မှသိလဲ အိမ်ရှိမစိုက်ပုတ်ရေးခါလေးရှင်းနေဆိုပြီး ဟာ တော့ ဆိုင်ဘုတ်ကိုတွေ့မှသိတဲ့ဥစ္စာကွာမင်းမလို့ချင်ဘူးမင်းတကယ်တမ်းနှစ်သက်သဘောကျတယ်ဆိုလို့ရှိရင်မင်းမိဘတွေရှိသွားပြီးတော့ခေါ်လာခဲ့ငါသမီးတို့လာတော့တင်နှောင်းနေနေတယ်အဲ့ဒါဆိုပေးသားမယ် ဒီဘက်ကိုခေါ်ပြီးပါတောင်း ဟုတ်တယ် အဲ့ဒါဆိုရင်ကျွန်တော်ဟိုစရပေးရကျွန်တော်ပြန်မလာရဲ့နောက်တစ်ယောက်ပေးစားနော် အဲ့ဒါတော့တောင်းဝင်မယူကိုလူကြီးဈေးပေါ်ရင်တော့တွေ့လွှတ်ရမှာပဲ အဖေကလည်းပြောနေဖို့သိုးလေးဖြစ်နေပြီတင်မလို့လူလဲလူကဘာညာအောင်မနေလဲလူချင်းလူကျမရှင်းနေရှင်ဘာအစင်ပေးမယ်လွာလေးနဲ့ကျမတော်တော်ဒေါသတက်ပြီနော်ဒီမှာ ခင်ဗျာ ကျမအိမ်မော်ရှင်အခုလိုလာပြီးတော့ဒီလိုတွေစော်ကားမော်ကားပြောတယ်ကျမရှင်းတယ်ရှင်ဒီလိုလုတ်တဲ့ပုံစံနဲ့ဆိုလို့ရှိရင်ပုံမဲ့၄၅တစ်၄၅နှစ်ပိုင်းနဲ့ကျူးလွန်မှု အရေးယူလို့ရတယ် ဟုတ်တယ်ပြီးတော့ကြိုတင်ပြီးကြံစီလာတာလေဒီလိုလာမယ်ဆိုတာသိတာပေါ့ဒင်းကကြိုတင်ကြံစီမှုနဲ့လည်းရှင်းကိုဖမ်းလို့ရတယ်မလေးပြီးတော့လိမ့်နေတာလေသူ့ကိုသူမလေးငါးခန်းစလေးပိုင်းရှင်းဘာပိုင်းရှင်းညာပိုင်းရှင်းရှောက်ပြောတာအဲ့ဒီလိမ့်လဲမှုကိုတက်နေတယ်လည်းရှင်း